မာစကားရေးပြီးတော့ဖတ်နေတာဘယ်နှလုံးလဲ33လုံးလို့ပြော33လုံးဖြီးဒီတော့ဟုတ်တယ်ဟိုဒီလိုပြောဒီလိုရေးတာပါဠိဘာသာနဲ့မွန်ဘာသာမှာ40လုံးအဲ့ဒါမှပြောဧကသတ္တလိတာနော်တက္ကတာဘာသာမှာအေအိုအာကေကိုခါအဲ့ဒါကတက္ကတာအဆွဲပြီးဗမာထွန်တာကအောင်းမြင့်နဲ့ကိုအိုဒါမှကိုရေးရပါလေအဲ့ဒီ46လုံးကိုရာကာကြီးနဲ့ရပဲလေပေါင်းတော့ရပေးပေါ့ကွာကာကြီးနဲ့ရရရကောင်းနဲ့ပေါင်းတော့ရရအဲ့ဒီဟုတ်လားဟုတ်လားအဲ့ဒီအဲ့တော့ဒီကအသက်6လုံးနော်အဲ့ဒီဒီကခဲတယ်ကူနာပဲရောဟုတ်ရှိတယ်နော်ခဏခဏမောင်ရောရတယ်နော်ကာကြီး ဟုတ်လားဒီမှာဟုတ်တယ်ဒါပဲလို့ဖတ်မယ်ကာကြီးကတ်တာကဲအတက်ဒီရောပြတယ်မှာအတက်ပဲဟာအော်မဟုတ်လားဥပိလေခကရဏနေသရဘာဝဓာတိတိဟုတ်တယ်မလားဒီစားနေသူတရားမရှိဘူးလို့ပြောတာဟုတ်လားအဲ့တော့ဒီလိုလေဥစ္စာကာကြီးလို့ဆိုရင်ဥစ္စာဒီမှာအာသရပါဠိတာမသိဘူးလားအဲ့ဒီအာသရချားနေတော့တလုံးကရမလားမရဘူးအဲ့တော့ဒီကာကြီးကိုတပ်ပလိုက်ဒီမှာရှိတဲ့အာသရကိုလေဒီမှာရှိတဲ့အာသရကိုတပ်ပလိုက်တော့ဒီလိုဖြစ်သလုံးကဒီလိုပဲဖြစ်ပြောဘူးလားအဲ့ဒါကိုကာကြီးကတ္တာကဲအတ္တမဟုတ်ဘူးအာတ္တဟုတ်လေတကယ်ဟုတ်လားဒီမှာအာတ္တလို့အတ္တလို့ဟုတ်လေကာကြီးကတ္တာကဲဟုတ်လေဟုတ်လားကာကြီးကတ္တာကဲမှာရှေ့ကာကြီးမှာပါဝင်တော့သရကိုအတ္တမဆွတ်အောင်တပ်ပြတော့ကြောင့်အတ္တဟုခေါ်သည်ယခုကအတ္တဟုခေါ်သည်ယခုကအတ္တဟုယတိပြပဒဇတိခေါ်နေကြတယ်အဘဲကြောင့်အကိုတတ်တဲ့နည်းဆိုတော့တင်ရိုးပြီးကြတာက46လုံးထဲမှာကက်လို့ထွက်လို့ရမလားမရဘူးအဲ့လိုအတန်ထူးထွက်တယ်အတန်ထူးကိုအလိုရှိတော့ကြောင့်ခုနအကိုတတ်ပြတာတမပါဗျာဟုတ်တယ်ဟုတ်တယ်မလားအေးဟုတ်လားပြီးတော့နောက်ကာကြီးပေါ်၌ဒီကွန်လွားတင်ကြတယ်ထိုကာကြီးနဲ့တရမပါကြောင်းကိုသိသေးတယ်ထိုနောက်ကာကြီးပေါ်၌ရှိတော့ဒီကွန်လွားတင်ကြတာကိုအတ္တဟုထင်နေကြတယ်ထင်းနေကြထင်းတာဟုတ်တယ်စင်စေကတရပါသောရှေ့ကကြီးနဲ့တရမပါသောနောက်ကကြီးရေးတော့အခါအတ္တရအတ္တခံရခြင်းဒီဟုတ်တယ်အတ္တလားအတ္တလားအတ္တဟမ်အတ္တဘာလို့တတ်တာတော့ခုနကကြော့ထားတဲ့46လုံးနဲ့အတန်ထွက်မရဘူးအတန်ထူးတစ်မျိုးလိုချင်တမဟမ်ဟုတ်လားအဲ့တော့တခါကာကြီးရေကဆိုတဲ့ဒီကလုံးနဲ့ကက်ဆိုတဲ့ဒီကတော့ဒီကတော့အတန်အတူရှိမကွာဘူးမို့လားမကွာဘူးဟုတ်တယ်မလားအဲ့တော့အတန်ထူးကိုဂျိုးခြင်းတော့ကြောင့်ရှေ့ကကြီးမှာမီးနေတယ်အာသရကိုတပ်ပြလိုက်တာကိုအာတဒီကတော့အခုတကွန်လွားကိုအတက်ချင်နေကြတယ်လူတွေကတမပါဗျာဟမ်တကွန်လွားကတရမပါဘူးလို့ပြောရဟုတ်တယ်မလားတမပါဗျာဒီဥစ္စာလေးကဲတယူရဲ့တပည့်တော့ကာကြီးခါဝေးတဲ့ကာကြီးခါဝေးဟိုတပည့်တော့ညမီတမလေးစစ်ထားတာတမပါဗျာအဲ့မှာဒီတော့ဟိုပေါ့ဗျာဒီတော့ဗမာစာမဖတ်တတ်ပဲဖြစ်နေတာဟုတ်တယ်ဒေါရတာသာတော့မှာကိုယ်ဘက်တော့ယူပဲတဲ့အခါကျတော့ဝါနှလုံးစင်ပေါ့ဝါနှလုံးစင်ကိုဟုတ်တယ်မလားဘာနှလုံးစင်ပြူအဲ့ဒီဝါဒီလိုလေးရပက်လက်ကိုဝါဆွဲလိုက်ရင်ရွတ်ရကောက်ကိုဝါဆွဲလိုက်ရင်ရွတ်ဝါဆွဲလို့ဦးဇင်းဘယ်လိုဖတ်မလဲအဲ့ဒီဝါဆွဲပဲလေဟုတ်တယ်မလားလာဝါဆွဲကြတော့လောဟိုဘက်ကဟာလို့လဲဟွာပေါ့ဗျာလာကြီးဆိုလဲလောဟပေါ့အဲ့တော့အဲ့ဝါဆွဲကိုဒီအတမထွက်တတ်ပဲဖြစ်နေဟမ်ဘောဝိတာလေဒီကြီးဝိတာဆိုတရားဖြစ်သွားမှာဟုတ်တယ်ဟုတ်တယ်မလားပြီးတော့အဲ့ဒီကိုဘတော်ဆိုရင်တော့ဗာတစ်ချက်ဖြစ်သွားပြီနော်အဲ့ဒီမဖြစ်ခင်ဝါနှလုံးရှိနေတဲ့အချိန်မှာဒီဘယ်လိုဖတ်မလဲဟိုရှမ်းလို့ဖိုင်တော့ဝါမဟုတ်ပြောပြဟိုဒီလေအကြမ်းရေပုံရနားငယ်တာအဝဲမှာတတ်နဲ့နားသက်ပဲရှိတယ်ရေပုံရနားငယ်တာဟုတ်တယ်မလားရာကောက်ကတော့နှလုံးစင်းမရှိဘူးရလာပန်လင်ကပလင်ဒါဒီနားငယ်လာထွက်တယ်မလားအဲ့တော့ယတိတကတပတ္တကတ်လန်ဆိုပြီးတော့ရွှေချင်းဒီကမောဘတ်တော်ဒီလိုပါဆဲဟုတ်တယ်မလားငါလိုပါသားတွေဖာခွက်ကြတော့ဖာခွက်လို့မပါဟုတ်တယ်မလား
ယတိတကသပတ္တကံတော့သူကတောင်းမှုတွေနဲ့ဖတ်တာဟုတ်တယ် မှန်ပါဗျာ တကယ်ခွင့်ပြုပါတယ်နော်စားတော့ခွင့်ပြုပါတယ် မှန်ပါဗျာ အဲ့တော့လာနှလုံးစစ်လိုက်တဲ့အခါကျတော့ဒီနန်းငယ်တာမထွက်ဘူးလားလာတာလာပြီးတော့ပါတယ်ဝါအဲ့ဒီကနှလုံးစစ်ကြတော့တကယ်ရတော့နန်းငယ်တာနဲ့ကုံပါရမှာပဲ ဟုတ် ဟုတ်လားနောက်တယ်ဘာလို့ကြိုက်မပြုခင်ကုံဝတော်လို့ပါ ကုံဝတော် ဒါပေမဲ့တကယ်ဝါဆဲရှိနေတဲ့အခိုက်တာအတ္တမထွက်တတ်တာ မှန်ပါဗျာ နောက်တယ် ဟုတ်တယ် အဲ့ဒီကအတ္တမထွက်တတ်တာပြီးတော့ဝါပြီးတော့ပါတာကြတော့ဒီရတာတတ်တာတောင်းမှုတာမဟုတ်ဘူးလား မှန်ပါဗျာဟုတ်တယ် တောင်းမှုတတ်တာမဟုတ်ဘူးလား ဟုတ်တယ် ပြီးတော့ပြောပါဟိုဘက်ကတာလားတာပြီးတော့ ဟာကြတော့ပဲဟာကြတော့ဇိမ်ဘွာဟုတ်လား ဟုတ်တယ်ဗျာ ဟာကအထက်ကရှိရေဗာပြည့်မလို့ဟာကအထက်ကရှိရေလေခုပြင်းမှာ မှန်ပါ ဥစဉ်ပြင်းမှာပဲလူပတ်လို့ပြင်းမှာမျိုးဘယ်လိုပတ်လို့ ပြန်ပါပဲ ဟမ်ဟုတ်လားလူလေနန်းငယ်သားခွင့်ပြုတယ်ဆိုရင်ပြန်မှာ ပြန်ပါ နော်နန်းငယ်သားရဲ့ကိုစားကနန်းငါတက်ကခွင့်ပြုပါတယ်ကမ္ဘာဆရာခွင့်ပြုပါတယ်ဆိုရင်ပြန်မှာတကယ်တော့ပြန်အမှားလို့ပဲ ပြန်အမှား ဟုတ်လား မှန်ပါဗျာ တကယ်ပြန်မှာဖတ်ပြန်မှာဖတ်ပေါ့ မှန်ပါဗျာ ဟုတ်လေဒါပေမဲ့ဟုတ်လားဟုတ်လား မှန်ပါဗျာ တခါဟိုဘက်ကျတော့ဇိမ်ဝါကျတော့ဝါကအထက်ကနော်ဟုတ်တယ် ဟုတ်တယ် မှာဟုတ်တယ်ဝါကဟုတ်တယ်နန်းငယ်လည်းမထွက်ဘူးလား တွေ့တယ်ဗျာ ဟမ်အဲ့လိုဆိုရင်ဘောဝိဒနေရာကဝိဒဘဘဝိဒဘဘဘာကျင်နာဘကွာအဲ့ဒီနေရာမှာဟုတ်တယ်ဝါနန်းငယ်တန်ထွက်ရမယ်နော် မှန်ပါဗျာ ဟမ်နောက်တယ်ခုနောက်ဝါနှလုံးစိတ်ရှိနေတယ်ဘာလို့ဆိုင်မပြုတ်ခင်အခိုင် မလုပ်ခင်ခိုင်းပါ ကုံလို့ဖတ်ရမယ်နော်တယ် မှန်ပါဗျာ ဟုတ်တယ်မလား မှန်ပါဟုတ်တယ်ဗျာ မလွယ်ဘူးနော်တယ် မှန်ပါဗျာ လာကြည့်ကြတော့ဒါနဦးရင်ဟာ တန်လေးတန်ပါ လာကြည့်ဟာလို့ တန်ပါ နန်းငယ်တန်မထွက်ဘူးလား ထွက်တယ်ဗျာ အဝက်မှာတတ်တဲ့နာတတ်ရှိတယ်အတူတူအောင်ကအသက်6လုံးရှိတယ်နောက်လေ မှန်ပါ ကိုရင်းစစ်နေတဲ့ကပပုံပန်ကြီးနောက်လေ မှန်ပါ အဲ့တော့တပည့်တော်ကဘာဖြစ်နေလို့ဆိုသမတာကြီးဆက်ရွှေတိုက်ဆိုတော့စကိုဝါတတ်တာတော့ဘယ်လိုလုပ်ပါ့မလဲဒီလိုတော့ပါသောတာပတ်လိုက်ကြတယ်အဲ့တော့သမတာကြီးဆက်ရွှေတိုက်ဘာဒီပထမဦးဆုံးစံရွှေတိုက်လို့ပါရမယ်တဘောရှိတယ် မှန်ပါ အဲ့ဟာကကိစ္စမျိုးအဝက်မှာတတ်တဲ့နာတတ်နှလုံးနဲ့ခွင့်ပြုပါတယ်ဆိုရင်အေရအရှင်ဘုရားအာလီလက်တယ်လို့ပါမလားအာရလို့ပါမလားအာရလို့ပါမလား တော့ကြွားကြတာအဲ့တော့ပဝေနီအာဂတအဝိနာတိန်တိနာရှေးထုံးစတာဖြည့်စည်းပါနဲ့အဲ့ဒီညွန်ကြားချက်ကြောင့်ဒီလိုအေရပဲဖတ်နေတာစနစ်မကြောက် မှန်ပါဗျာတော့ ဟမ်တော့ကြလားအဲ့ ကြာ အဲ့တော့ဟုတ်တယ်မလား မှန်ပါဗျာ ပြီးတော့ဦးတဲ့ကာကြီးနောက်တယ်ငါကဲတို့တိတဲ့ဥစ္စာပဲအထက်ကအတတ်ပဲဆိုတော့ကာကြီးငါတကင်းဆိုတော့ငါနဲ့တကြောင်နဲ့မလားအထက်ကဟာလေးကဝိနဲ့ဟိုဟာဣတရအလုံးတော့မလား မှန်ပါဗျာ အဲ့တော့ပြောလို့အင်ဂီအင်္ဂါပေါ့ဗျာအင်္ဂါလို့ရေးတဲ့အခါကျတော့အထက်ကငယ်ပေါ်မှာငါလေးလေးရေးရတယ်လေးလေးရေးရတယ်အဲ့ဒီရောက်လေဒီလိုတလုံးစာကာကြီးထော်ရဲ့အပြည့်လေးလို့ရေးအထက်ကရာပင်းတို့ရာကောက်တို့ရာပင်းတို့ရာရည်တို့ဝါဆွဲတို့ချောင်းငင်တို့သွားထိုးပြမှာပေါ့ မှန်ပါဗျာဟုတ် ဒါကြောင့်မို့လို့သူ့ကိုကင်းစည်းလို့ခန်းငယ်ပေါ်မှာရှိတဲ့ဟိုငါလေးထောင်အဲ့ဒါကြတော့ကင်းစည်းလို့ခေါ်တယ်ကင်းကြတဲ့လူကဒီဟာချင်းချင်းလေးယူပါတယ် သူကတော့ဒီနေရာအကျယ်ယူလိုက်ရင်အထက်ကဝါဆွဲလို့ရပင်းလို့ချောင်းငင်လို့သွားထိုးပြပါဘောလား မှန်ပါမှန်ပါ ဟမ် ဟုတ်တယ် အဲ့တော့သူတို့ထားတယ်မူလာတန်းကိုဒီမူလာတန်းဆရာမပေါ့လေဆရာမတက်တက်လုံးပင်စယူသွားတဲ့အချိန်မြန်မာသားဆရာမဒီတော့ဒါလေးနားလေလို့မရဘူး မရဘူး ဒီတော့မေးသိဝင်ဆရာတော်ကိုဘုန်းကြီးလို့ဒီတော့မူလာတန်းဟုတ်လားမြန်မာသားပြတဲ့ဆရာမတယောက်နဲ့တွေ့နေတယ်ဒီမှာလို့ဘုန်းကြီးပါလို့ဟုတ်လားကိုင်းကောက်လေးသူတွေကသူနှလုံးသွင်းလေးမေးကြလို့ပါကွာဘုန်းကြီးမေးမနေတဲ့ဟိုနေ့ကတာတင်းနေချိန်မေးရလို့တပည့်တော်ဒီလာမေးရတယ်ဟမ်တာတင်းနေချိန်မေးရလို့တပည့်တော်ဒီလာမေးတယ်သူစီတော့မေးမနေနဲ့ဟမ်ဒီရသူရောရှိသေးပေးမယ်ဒီဒီတော့တိုင်းခါကြီးပြစ်ပါတယ်ဟုတ်လားဟုတ်ကောလေကဲရှိသေးပေးမယ်နောက်လူတော့မပေးတော့ရှိပါမရှိပဲနဲ့ဟုတ်လားကွန်ပျူတာရိုက်တဲ့လူညနာတွေကရောအမှုတွေ ဟုတ်ပါဗျာ ဟုတ်လားမှန်ပါရ ဟုတ်ပါဗျာ နောက်တယ် ဟုတ်ပါဗျာ